တာမင်္ဂလာပါ မင်္ဂလာပါ တာခုဖလန်နိုင်ငံမှာအထက်တန်းဂုံတူး3ဘာသာနဲ့ထွက်တယ်ဆိုတော့ဘယ်ဘာသာရက်တွေတာအောင်မြင်သွားတာလဲဆရာတို့ပြောပြပါဦး ဟုတ်ဟိုဒီဂုံလုံးထက်တဲ့ဘာသာရတော့ဒီဟိုတင်းစာပေါ့နော်တင်းစာရဲ့တင်ချာရဲ့ပြီးတော့ psychology ရဲ့ဟုတ် ဖင်းစာရဲ့သင်္ချာရဲ့ psychology ရဲ့ okay အဲ့တော့ဒီမှာတာရအခက်အခဲဆုံးကတောင်းလေးတော်များပြောကြတာဖင်းစာပေါ်တာရအဲ့တော့အခုတာဖင်းစာမှာဂုံတူးထွက်ခဲ့တယ်ဆိုတော့ဘလို့တွေစူးစမ်းခဲ့တော့ဆရာတို့နည်းနည်းပြောပြပါဦး အဓိကတော့ဒီ Finnish language ကိုဒီပို့ပြီးတော့သုံးဖြစ်တယ်ပေါ့ဒီဟိုစာရေးလာအချိန်မှာလည်းဒီ press out တွေကိုလည်းဒီဟို translator မထည့်ဘဲနဲ့ဒီ fin လို့ဖတ်ဖြစ်တယ်အဲ့ပြီးလို့ရှိရင်ဒီဆရာမိုင်းနဲ့ဒီဟိုဒီเจ้าမှာပြောလို့ရှိရင်လည်းဒီ fin လို့ပဲပြောဖြစ်တယ်ပြီးရင်ဒီ essay ပါရေးရဆိုလို့ရှိရင်ဒီ fin လို့ပဲဒီပို့ပြီးအားဆိုင်ပြီးရေးဖြစ်တယ်ဟုတ် အဲ့တော့ပြောမယ်ဆိုရင်သားရဟိုဆရာတို့ translator တွေကိုတတ်နိုင်တယ်လို့ short သုံးပါပေါ့ဟုတ်တယ်အဲ့ဒါဆိုပို့ပြီးတော့တက်မြောက်မှာပေါ့နော်အဲ့တော့သားအနေနဲ့ဒီစာအုပ်တွေရောဘလို့တွေဒါလေ့ကျင့်ဖြစ်တုံဥမာဖြင့်ဖင်းစာအုပ်တွေဖတ်တဲ့အခါမှာရောတတ်မှတ်ထားတာရှိလားတစ်လောက်တအုပ်ပြီးအောင်ငါဖတ်မယ်လို့ပါတော့ဒါမျိုးတွေရောရှိခဲ့လား အဲ့လိုတော့ရှိခဲ့ဟုတ်ဒါပေမဲ့အဓိကတော့ဒီဟိုဟာကိုနိုင်လောက်ပဲပေါ့ဒီဂိုးတွေရောဒီချားရဆိုမဲ့ဒီမနိုင်လို့ရှိရင်လည်းဒီအတင်းမလုပ်ဘူးပြရတယ်ဒီ stress ပြီးလို့ရှိရင်လည်းဒီမှာဒီမလောက်ပတ်မဝင်ဘူးဆိုတော့ အေးပြောမယ်ဆိုရင်သားရကိုမိုင်းစုံလေးချတာပဲမဲ့လဲကိုအင်အားလေးနဲ့ကိုသွားဖို့ပေါ့ဟုတ်တယ်အရင်ဖိအားမပေးဖို့လေနော်โอเคအဲ့တော့သားအခုကမ္ဘာစံပြပညာရေးဖင်လန်နိုင်ငံမှာဆိုတော့သားအနေနဲ့တင် जा မှုတွေဘယ်လိုရှိတုံးသားအခု တင်ချမ်းမှုကတော့တော်တော်ကောင်းတယ်ဟုတ်ဒီမြန်မာနိုင်ငံနဲ့ဆိုင်ပေါ့နော်ဒီ fan နိုင်ငံမှာဆိုလို့ရှိရင်ဒီ critical thinking ပိုင်းနေအဲ့ဒါပြီးလို့ရှိရင်ဒီ social skill တွေအဲ့ဒါတွေပါသင်ပေးရဆိုတော့ကတော်တော်လေးကိုအဆင်ပြေရဟုတ်ဟိုဟာဒီဆရာမရလဲဒီကျွန်တော်တို့ဒီဟိုစိတ်ရှိနေပေါ့ဟုတ်သင်ပေးတယ်အဲ့တော့တော်တော်ကောင်းတယ် โอเคအဲ့တော့သားအခုဂုံလို့လဲ3ဘာသာထွက်တယ်ဆိုတော့သားရပြောမယ်ဆိုလို့ရှိရင်ဘယ်တက္ကသိုလ်မဆိုသားမှန်လို့ရတယ်ဟုတ်တယ်ဟုတ်အဲ့တော့သားဘယ်တက္ကသိုလ်တွေသွားမယ်လို့မှရည်ရွယ်ထားတာ Excuse me, can we take a picture? Jo, kyllä, onnistu. Vai otatko säkin kuva? Ei haita, joo. Joo, sillä jatkaa vain. Mihin yliopistossa haluaa jatkaa sitten? Helsingin yliopistosta mä oon hakenut sen taloustieteen alaa, mutta mä yritän vielä politiikan alaa, siis valinnakuja kautta. Joo, hei, mennäänkö me tonne ulkona, niin vähän helpompaa sitten. Täällä on vähän juttelemista. အဲ့တော့တားအနေနဲ့အခုဂုံတို့3ဘာသာထွက်တယ်ဆိုတော့ Helsinki တက္ကသိုလ်သားမှန်းထားတာလား ဟုတ် Helsingin တက္ကသိုလ်မှာဟုတ် အဲ့ဒီနှစ်8လပိုင်းမှာတက်ရမှာပေါ့နော် ဟုတ်ဒီနေ့ရှိမှာပေါ့ Okay ဘာဘာသာရက်တွေသားမှန်းတာတော့ မှန်တာကတော့ဒီဟို political science ကပြီးတော့ economic ကမှန်တာဒီ major နှစ်ခုအဓိကမှန်တာ Okay တကယ်လို့တားအနေနဲ့Helsinki တက္ကသိုလ်ပြီးသွားပြီဆိုလို့ရှိရင်ရောဘယ်နိုင်ငံနေသားကူးကျင်တယ်လို့မှန်းထားသေးတော့ အဲ့ဒီလောက်ဒီတော့ဟိုစီစဉ်တော့မထားသေးဘူးဟုတ်ဒါပေမဲ့ဖိနန်နိုင်ငံမှာဆက်ပြီးနေပြဖို့တော့နည်းနည်းများရဟုတ် နေဖို့ဒါပြောမယ်ဆိုလို့ရှိရင်ဒါဒီလောက်ဖင်းစာအရန်ကောင်းနေပြီဆိုလို့ရှိရင်ဘာမှပူနေစရာမရှိတော့ဘူးလေနော်ညီလေးညီမလေးတွေကကွာအခုဖင်လန်ကိုအရန်လာခြင်းကြတယ်တို့လည်းစူးစမ်းနေကြတော့မယ်ပေါ့ဟုတ်ပြီနော်အခုလည်းတင် जा ကပေးရမယ်ဆိုလဲတာလာခြင်းနေကြတဲ့ចောင်းသားတွေကရှိနေသေးတယ်အဲ့တော့တာတို့ကိုဘာတွေမှားခြင်းသေးတုံးတာ မှာကျင်တာကတော့ဒီကိုယုံကြည်ချက်ရှိဖို့ရယ်ပြီးရင်တော့ဒီစ조사ဖို့ရယ်ပေါ့ဟုတ် ယုံကြည်ချက်ရှိနေတာရဲ့ဇက်တိုက်စူးစမ်းမယ်ဆိုရင်အခက်အခဲတွေကြော်လွှားနိုင်တယ်လေနော်တာအချိန်တိုလေးနဲ့မှာဒါစူးစမ်းခဲ့တယ်လို့ခေါ်တာပေါ့နှစ်ခွဲပဲရှိတာတာရဲ့ကာလတစ်ခုကအဲ့တော့နှစ်ခွဲ3နှစ်ကြားထဲမှာပေါ့တာရတာမှာ4နှစ်အထိလဲဆက်လက်စူးစမ်းလို့ရတဲ့အခွင့်အရေးရှိခဲ့တယ်ဟုတ်တယ်ဟုတ်တားတာ4နှစ်အထိစူးစမ်းမယ်ဆိုဆရာထင်တာထပ်ပြီးဂုံလူတွေတောင်ထွက်ဖို့ရှိတယ်တခြားဘာသာရက်တွေဟုတ်တယ်ဟုတ်အဲ့တော့ဆရာပြောချင်တာဒါဘာကြောင့်လောခဲ့တာလဲ လောခဲ့ အေးစစ်စစ်မသွားပဲနဲ့နော် လောခဲ့တာတော့အဓိကတော့ဒီဟို university ကိုဒီမေလေး မြန်သွားခြင်းနဲ့ပေါ့တာရဲ့ဟုတ်ပြီနော်အေးအဲ့တော့တာရဲ့ဟိုတချို့တွေကဆရာမကြီးတွေကမှားလေးရှိတာအလန်လောဖို့မလိုဘူးပေါ့တာရဲ့ဘာလို့လဲဆိုတော့သူတို့ကစာကိုအဓိကထားတဲ့အုပ်စုဆိုတော့လေဆရာတို့ကတော့အချိန်လေးပါလေးတွေကြည်ရသေးတယ်ဟုတ်တယ်မလားကိုယ့်ရဲ့အသက်နဲ့ဘာနဲ့ညာနဲ့ဟုတ်တယ်ဟုတ်ဒါမဲ့လည်းဖင်လန်မှာတာရအေးဆေးသွားတာပဲသူတို့ကသဘောကျတယ်နော်တက္ကသိုလ်မှာတာတကယ်တက်မြောက်တယ်တကယ်ချတယ်ဆိုတာမျိုးသူတို့လိုချင်တာသိလားဝေးလေတိုင်ပတ်ဖြစ်နေတာသူတို့မလိုချင်ဘူးနော်ဟုတ်ပြီအဲ့တော့နှစ်ခွဲဆိုတော့တာရဲ့ဟုတ်တယ်မလားနှစ်ခွဲတော့တာအောင်ဝင်သွားတာမလားဟုတ်တယ်ဟုတ်ဒီမှာမောင်လေးညီမလေးလည်းတချို့လည်းတာရဲ့3နှစ်ကြာတဲ့သူလည်းရှိတယ်လို့4နှစ်အချိန်ဆွဲတဲ့သူလည်းရှိတယ်
ဟုတ်တယ်ဒါတို့လည်းတို့ pace နဲ့တို့သွားကြတယ်ပေါ့တာရနော်တားကမြန်မာပြည်ဘယ်ရောက်လာတာတော့ ရန်ကုန်က ရန်ကုန်ကပဲပေါ့နော်တားတင်ချာလဲဂုံလူရတယ်ဆို ဟုတ် ဟုတ်တယ်အဲ့ဒါတော့ကောဒါဘယ်လိုတွေလေ့ကျင့်ခဲ့ရတာ တင်ချာတော့ဒီအရင်အဓိကတော့ဒီ theory ဘိုင်းကိုပဲဟုတ်ပြီးလို့ရှိရင်ဒီ problem solving skill တွေဘာတွေကတော့ကျန်ခုနကတွေ့နေတယ်ဒီဟိုလေ့လာရပဲဆိုတော့ဟုတ် အဲ့တော့ကျောင်း facility နဲ့ပတ်သက်လို့ဒါပါတွေပြောစရာရှိတာ ကျောင်း facility မှာလည်းဒီတော်တော်ကောင်းပါတယ်ဟုတ်ဒီမှာကဒီ gym တွေရောပြီးလို့ရှိရင်ဒီ gymnasium ဆိုရှင်အကျယ်ကြီးပဲဟုတ်ဂျင်တွေလည်း share လေနော်ဒါနော်ဆရာတွေ့ခဲ့တယ်ဂျင်ပစ္စည်းတွေဆိုတာ share ပဲဂီတပစ္စည်းတွေလည်း share ပဲဟုတ်တယ်ဒီကျောင်းတော့ share ပါပဲဒါရဲ့အကုန်လုံးကတော့ဟုတ်တယ်ဟုတ်ဒါပေမဲ့ကျောင်းတိုင်းအားလုံးလည်း ဖင်လန်မှာဒီပုံစံတွေကြီးပါပဲဒါရဲ့ကြီးလိုက်တော့လေနော်ခက်စင်စင်တွေကြီးပါပဲဟုတ်တယ်ဟုတ်အဲ့တော့ဒါကြရဲ့ပြောမယ်ဆိုလို့ရှိရင်ဒါရဲ့ဟို international school တွေနဲ့နင်လားငါလားလုံနိုင်တယ်ဆိုတဲ့ကျောင်းတွေပဲဟုတ်တယ်မလားဒါကြောင့်မို့လဲသူ့ရဲ့ပညာရေးကကမ္ဘာစံပြပညာရေးဖြစ်နေတာလေနော်အေးဟုတ်ပြီအဲ့တော့ဒါကမ္ဘာစံပြပညာရေးဖင်လန်နိုင်ငံဆိုတာတေချာသွားပြီလား ဟုတ်ပြီချောင်းဟုတ် အဲ့တော့ညီလေးညီမလေးတို့ဒါပါပြောချင်နော်ဖင်လန်ကိုလာစေချင်လား ဟုတ်လားသိချင်ပါ နော်ဖြစ်စူးစမ်းစေချင်တယ်ပေါ့ဒါနော်အဲ့တော့အထက်တန်းအောင်တက်စေချင်လား သိချင် ဘယ်လောက်တက်စေချင်တော့ညီလေးတွေညီမလေးတွေကိုဒီမှာကဲလာခဲ့ကွာဖင်လန်မှာအထက်တန်းမင်းတို့တက်တဲ့တယ်လို့ဒါအဲ့လို 100% ပြောရဲလား ဟုတ်ပြောရပါတယ် နော်ပြောရဲတယ်နော်ဒါဟုတ်ပြီဝမ်းသာတယ်ဒါရဲဒါတို့အခုကုံလူ3ပါးသာထွက်သွားရဆိုသမီးလေးလည်းတစ်ပါးသာထွက်တယ်လေနော်အေးသမီးလေးလည်း view တော့ view ချင်တယ်သူအားလားမသိဘူး